အားလုံးပဲမင်္ဂလာပါခင်ဗျာ Digital Way မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီနေ့ကtype effect လေးပေါ့နော်ဒီဘယ်လိုပုံစံလဲဆိုရင် type effect ဆိုင်လေးလုပ်မယ်ပေါ့နော်လုပ်ကြည့်မယ်အဲ့ဒီမှာအရေးကြီးတဲ့ဒီပုံစံလေးပေါ့နော် 3D sensor type effect လေးဒီမှာကကျွန်တော်တို့လုပ်တဲ့နေရာမှာဘာတွေကအဓိကကြလဲဆိုတော့ဒီ layer map ပေါ့နော် clipping clipping map ဆိုရဲlayer map ပုံစံမျိုး layer map တော့ layer map ပဲဒါပေမဲ့သူကအပေါ်ကနေပြီးတော့အောက်ကိုလမ်းပြီးတော့ map ကိုပေါ့နော်မတ်ကိုကျွန်တော်တို့အောက်ကိုလှမ်းပြီးတော့ show ပြီးတော့လုပ်တဲ့ပုံစံမျိုးပေါ့ဗျာနော်နားလဲအောင်ပြောပြပေးပါမယ်တနိုင်ဆုံးတော့နားလဲလိုက်မယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ Photoshop ထဲဝင်ကြည့်အောင်ဝင်ပြီးတော့ Okay Photoshop ထဲရောက်ပြီဆိုတော့ကျွန်တော်တို့ကဒီမှာဒါဆိုရင်ကျွန်တော်ဒီမှာကျွန်တော်လိုက်စမ်းတာပါเนาะဒီပုံလေးကိုကျွန်တော်ဘယ်လိုလုပ်ထားလဲဆိုတော့ဒါမတ်နဲ့အုပ်ထားတာပါနော်ဆိုတော့ကျွန်တော်ကအခုကခုနပြောခဲ့တဲ့ပါလဲtypeဆိုတော့ type ပုံစံကိုကျွန်တော်တို့လုပ်မယ်ဆိုရင်ဒီမှာနော်ကျွန်တော်ဒီပုံစံလေးလုပ်ပြမလို့ပါဆိုရင်ကျွန်တော်တို့ကဒီမှာဒီကောင်အပေါ်ကောင်းနေပါတယ်မထည့်ဘူးเนาะထည့်တာအောင်မိတ်ဆွေတို့ကထည့်ခြင်းလည်းထည့်လို့ရတာပေါ့เนาะကျွန်တော်ဒီမှာ new document စာရွက်တွေယူလိုက်မယ်ဆိုတော့ကျွန်တော်ဒီမှာ10ပေါ့เนาะ10လက်မှ8လက်မှစာရွက်တွေပေါ့เนาะယူလိုက်မယ် RGB color နဲ့Okay ဒီလိုမျိုးစာရွက်တရရပြီဆိုရင်ကျွန်တော်တို့ဒီမှာ type 2လေးကိုတစ်ချက်ယူပြီးတော့ဒီမှာစာရေးမယ်ပေါ့ဗျာနော်ဒီလိုမျိုးကျွန်တော်တို့ကဟိုလုံးမဲ့ဖြစ်တဲ့အတွက် effect design လုံးမှာဖြစ်တဲ့အတွက်ဒီလိုစလုံးနည်းနည်းထူထူလေးကိုကျွန်တော်တို့ယူမယ်ပေါ့နော်ဆိုတော့ချီတိုင်းက sorry ကျွန်တော်မြန်မာစာရေးဝင်နေတယ်ဒီလိုလုပ်လိုက်မယ်ဒီဒီမှာကျွန်တော်တို့ခုနလိုထူထူလေးစလုံးထူထူလေးကိုတစ်ခါပြန်ရှာလိုက်မယ်ဒီမှာကျွန်တော်သုံးနေကြဆိုတော့ပေါ်မှာရှိမယ်ဒီစလုံးလေးပေါ့နော်ဒါတော့မလာဘူးဒီကောင်လေးလေးလာမတင်နေဒီနှစ်ခုကအဖေကသုံးရနော်ကျွန်တော်ဒါလေးပဲသုံးလိုက်တော့မယ်နော်ဆိုတော့ကျွန်တော်တို့လို့ select ဝင်နေတဲ့အချိန်မှာပဲကျွန်တော်တို့ control T transform ပြန်မယူဘဲနဲ့စလုံးကိုကျွန်တော်တို့ဆွဲချဲခြင်းနဲ့ဆိုရင်လေဒီမှာဖောက်ဘောနော်ဒီလိုဆွဲတိုးပြီးတော့ချဲလို့ရတယ်လို့ control လေးကိုဖိလိုက်ရင်လည်းဒီမှာ transform down လေးပေါ်လာလို့ဆွဲချဲလို့ရတယ်နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ဒီမှာအမှန်ချစ်လေးပေးလိုက်မယ်โอเคဒီလိုလေးရပြီဆိုရင်ကျွန်တော်မတူးလေးယူပြီးတော့အောက်ကိုနည်းနည်းလေးချလိုက်မယ်ပြီးတာနဲ့ကျွန်တော်ဘာလုပ်မလဲဆိုတော့ control J သို့မဟုတ်ဒီလိုဆွဲချပြီးတော့ဒီမှာအပေါင်းလက္ခဏာလေးပေါ်မှာတင်ပြီးလှုပ်ပေးလိုက်ဒါဆိုရင်သူကဒီမှာlayer တစ်ခုပွားသွားပြီပေါ့နော်ဆိုတော့ layer ပွားသွားပြီဆိုရင်ကျွန်တော်တို့ဒီ layer ကိုဘာမယူကျွန်တော်အောက်က layer ကိုကျွန်တော်တို့ဖွာလောက်မယ်ဒီစလုံးပေါ်မှာပဲသူ့ selection ပြန်ယူမှာဖြစ်လို့ပေါ့နော်သူ့ selection ပြန်ယူမှာဖြစ်တော့ဒီအတိုင်းဆိုရင်ကျွန်တော်တို့က selection ယူလို့မရဘူးဒီမှာ type 2ကိုတစ်ချက်ယူပြီးကျွန်တော်တို့ဒီမှာဒီလိုယူလို့မရအောင်နော်ယူလိုက်တာနဲ့ဒီမှာနောက်ထပ်တိုက်တခုတိုးရတယ်เนาะအဲ့လိုယူလို့မရဘူးဆိုတော့ကျွန်တော်တို့ကတရားကိုဘယ်လိုလုပ်ရမလဲဆိုရင်ဒီမှာအယောင်ပြန်တတ်မှတ်မှာဖြစ်လို့ဒီဘဝတရားဒီအောင်ကတရားပြန်တတ်မှတ်မှာဖြစ်လို့သူ့ကို
ကျွန်တော်တို့ဒီမှာ double click နှိပ်လိုက်မယ်အဲ့လို double click နှိပ်ပြီးတော့မှကျွန်တော်တို့ဒီ option bar မှာကျွန်တော်တို့ဒီမှာလာပြီးတော့ကျွန်တော်ဒီမှာလာရောင်ရွေးမယ်เนาะကျွန်တော်ဒီရောင်လေးကိုယူမယ်ပြီးရင် okay ပေးလိုက်မယ်ဒါဆိုရင်အရောင်က2ရောင်ဖြစ်သွားပြီအပေါ်က1ရောင်အပေါ်မျက်စိမိတ်လိုက်ရင်အောက်ကရောင်ပေါ်လာတယ်အဲဒီလိုရောင်လေးပေါ့နော်ဆိုတော့ဒီဒုတိယ layer မှာကျွန်တော်တို့အောက်က layer မှာကျွန်တော်တို့ဘာလုပ်မလဲဆိုရင် control key ရယ် alt key ရယ်ဖိပြီးတော့မှကျွန်တော်တို့ဒီလိုမျိုး arrow များလေးတွေနဲ့ပေါ့နော် down arrow ရယ် right arrow ရယ်နှစ်ခုကျွန်တော်ဒီလိုဖိလိုက်မှာဒါဆိုရင်ဒီကောင်ကတိတ်ပြီးတော့မပီပြင်ဘူးပေါ့နော်ပလက်ကြီးဖြစ်နေတယ်ဆိုတော့ကျွန်တော်သူ့ကို control z ပြန်ခေါ်ပြီးတော့ကျွန်တော်ပြန်ဆုပ်လိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့က down arrow နဲ့ right arrow မနှိပ်တော့ဘူး up arrow နဲ့ right arrow နဲ့နှိပ်ကြည့်အောင် control ရယ် alt ရယ် right arrow ရယ် up arrow ရယ်နှိပ်မယ်နော်ဒီလိုလေးပေါ့နော်ဒါဆိုရင်သူအပေါ်ကိုသွားတယ်နော်ဒါဆိုရင်ဒီမှာအပေါ်ဘက်မှာသူလာတယ် okay စလုံးကဒီပုံစံလေးရပြီဆိုတော့ဒီပုံစံလေးမှသာလျှင်ကျွန်တော်တို့ကဒီအောက်မှာဟွာလုပ်လို့ရမယ်နော် 3D design ပုံစံလေးကနည်းနည်းပိုပြီးပြည်ပြင်းလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆိုရင်ကျွန်တော်ကနောက်တစ်ခါဘာလုပ်မလဲဆိုရင်ဒီမှာအပေါ်ဆုံး layer ကကျွန်တော်တို့ဒီမှာ select ရှိနေရနော်ဆိုတော့ဒီလိုမျိုးအောက်ကို select ကိုအောက်ကိုဆွဲချပြီးတော့မှရှစ်လေးဖိပြီးတော့ကျွန်တော်တို့အောက်ဆုံး layer ကိုနှိပ်လိုက်ရင် select အလုံးဝင်သွားပြီဒါဆိုရင် control G တော့မဟုတ်ဒီအောက်က icon လေးဖိုင်ပုံစံ icon လေးကိုနှိပ်လိုက်ရင်ဒီမှာ group 1ဖြစ်သွားတယ်နော် group တစ်ခုရပြီဆိုတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာပုံသွားယူမယ်ပေါ့နော်ပုံသွားယူမယ်ဒီမှာထည့်မယ်ပုံပေါ့နော်ကျွန်တော်တို့ design ခုနလိုမျိုး design လုပ်ဖို့တဲ့ပုံသွားယူမယ်ဆိုတော့ကျွန်တော်မှာရှိတဲ့ပုံကရှုခင်းမပါဘူးเนาะရှုခင်းလေးနဲ့နည်းနည်းလှတဲ့ဟာလေးယူမယ်ဆိုတော့ကျွန်တော်ဒီမှာ browser ထဲကိုသွားမယ်သွားပြီးတော့မှဒီဖုန်းနဲ့ဆိုဒီ software ရဖုန်းထဲမှာရှိရနော်ကျွန်တော်ဒီ software ကိုလည်း download ပြီးသုံးလို့ရတယ်ကျွန်တော်ဒီထဲမှာကျွန်တော်ကတောင်း website နဲ့သုံးလို့ရတဲ့ဟာတွေဆိုရင်အထဲမှာမထည့်ပါဘူးဆိုတော့ကျွန်တော်ဒီထဲကကြားပုံစံလေးပေါ့နော်တိုက်ကာတတူဆိုရင်တတူပုံတွေပေါ်တယ်ဒီမှာကျွန်တော်ကဒီကနေပြီးတော့ဘယ်ပုံလေးယူရင်ကောင်းမလဲဆိုတော့ဒီပုံလေးမဆိုဘူးเนาะကျွန်တော်ဒီပုံလေးယူမယ်ဆိုတော့ကဒီပုံလေးယူလိုက်မယ်ဒီပုံလေးယူမယ်ဆိုရင်ဒီ asset 30ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာ download image ဆိုနှိပ်လိုက်လို့ရတယ်နော်ဆိုရင်ကျွန်တော်ရဲ့ image file ထဲမှာတို့ဝင်လာမယ်ကျွန်တော် save လိုက်တော့မယ် okay ဒါဆိုရင်ကျွန်တော်တွေက minimize လုပ်ထားခဲ့မယ်ပြီးရင် file ထဲကနေပြီးတော့မှဒီမှာ place habitat ဆိုတာလေးကျွန်တော်တစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်ဒီမှာခုနတော့ဆေးခဲ့တဲ့ပုံလေးသွားယူမယ်ခုနကျွန်တော်တို့ဒီထဲမှာဆေးလိုက်တဲ့ကြားပုံစံလေးပေါ့နော်ဒီတိုက်ကားလေးကိုဘယ်နှရောက်ပါမလဲဟာဒီပါဒီရွှေရောင်ပုံစံတွေဖန်တီးခြင်းနဲ့ဆိုရင်လည်းဒီလိုမျိုးဟာလေးထည့်လို့ရတယ်နော်ဒါပေမဲ့ရွှေရောင်ကတော့
ကျွန်တော်တို့ကာလာကုတ်တွေနဲ့သွားတာကောင်းပါတယ်တိတ်အောင်မတောက်လို့ပေါ့နော်ကျွန်တော်ဆေးလိုက်တဲ့ကောင်ကဘယ်ရောက်မှတော့မသိဟောဒီမှာရပြီဒီမှာ place နှိပ်လိုက်မယ်ဆိုတော့ပုံကရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာကိုလိုချင်တဲ့အနေထားကိုချိန်လို့ရတယ်ဆိုတော့ဒီကြားကိုကျွန်တော်ခေါင်းကိုဒီဘက်မှာပဲဒီတိုင်းပဲထားမယ်ဆိုတော့ဒီလိုမျိုးလေးယူလိုက်မယ်နည်းနည်းဆိုရင်ဒီတီဖုံးရအောင်เนาะကျွန်တော်တီကိုမရောက်ပြန်ဒီလိုလေးဒီလောက်လေးယူလိုက်မယ်နော်ဆိုတော့ဆလတ်မပေးဘူးဆိုရင်ဒီလိုယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီပေါက်ရဲ့အပေါ်မှာထားပြီးတော့မှသူ့ဒီကောင်ကို right click တစ်ချက်နှိပ်ပြီးတော့မှဒီမှာ credit cabin match တစ်ချက်နှိပ်လိုက်ဒါဆိုရင်ဒီစက်လုံးထဲမှာဒီကြားရဲ့ပုံစံဝင်သွားပြီနော်ဒါဆိုရင်ကျွန်တော်တို့ကဒီဥစ္စာကို control J တစ်ချက်ပွားယူလိုက်မယ်ပွားပြီးတော့ကျွန်တော်တို့ဒီ group ပေါ်ကိုဆွဲချလိုက်မယ် okay group ပေါ်ဆွဲချလိုက်မယ် hi group ပေါ်ဆွဲချ group တွေဝင်သွားလားမသိဒီမှာနော်ဒီနှစ်ခုကြားထဲမှာကျွန်တော်ထည့်လိုက် hi sorry မရသေးဒီစာနဲ့ group နဲ့ကြားတယ်ပေါ့နော်ကျွန်တော်တို့ထည့်လိုက်မယ်ထည့်ပြီးတာနဲ့သူ့ကိုလည်းဒီ create payment လောက်တဲ့နောက်တစ်နည်းရှိတယ်အဲ့တနည်းရပါဆိုရင် order လေးကိုဖိပြီးတော့ဒီနှစ်ခုကြားမှာလေယာနှစ်ခုကြားမှာထောက်လိုက်လို့ရှိရင်မြားကောက်လေးအောက်ကိုပြနေတယ်အဲ့ဒါကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်မှာ create payment လောက်တာနဲ့အတူတူပဲပေါ့နော်ဒီ create payment လောက်တယ်ဆိုတာကဘာလောက်တာလဲဆိုတော့ခုနကျွန်တော်တို့လောက်လိုက်လို့ရှိရင်ဘေးရဟာတွေအောက်မှာရှိတဲ့ပုံစံအတိုင်းမင်းပုံစံတိုင်းကလောက်ရပေါ့နော်ပြောရရင်တော့အပေါက်ပေါ့နော်အပေါက်ရှိတဲ့ပုံစံတိုင်းအဲ့ဒီအပေါက်အတိုင်းပဲသူကပေါ်တယ်အဲ့ဒီအပေါက်ကိုလာအုပ်ပေးတယ်ဘေးရဟာမယူဘူးဒီကွန်းနဲ့ပိတ်စီလိုက်တဲ့ပုံစံမျိုးဆိုတော့သူကဘေးဒီမှာအကုန်လုံးအုပ်ရတယ်အပေါ်ကနေပြီးတော့ပလင်းတစ်လုံးကိုဖြစ်ဖြစ်ပိုးတစ်ခုကိုဖြစ်ဖြစ်အပေါ်ကနေအဝတ်နဲ့အုပ်ပြီးတော့ဒီအဝတ်နဲ့ပိတ်စီလိုက်တယ်ဆိုရင်အဲ့ဒီအဝိုင်းထဲမှာရှိနေတဲ့ပိတ်စာအယောင်ကိုသာမြင်ရမှာဖြစ်တယ်create payment ရဲ့ပုံစံအဲ့ဒီပုံစံပါပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီမှာပါလို့မှလဲဆိုရင်ဒီ icon ဒီပေါ့နော်ဒီဘက်အောက်ကညာဘက်အောက်တော့က layer ရဲ့အောက်တော့ကကျွန်တော်တို့ဒီမှာ adjustment layer icon လေးရှိတယ်သူတစ်ချက်နှိပ်ပြီးတော့ဒီမှာ EHPO SUI EPUSA ဆိုတဲ့ဟာလေးဒါလေးတစ်ချက်နှိပ်ပြီးတာနဲ့ကျွန်တော်ဒီမှာပါလို့မှလဲဆိုတော့ဒီမှာလဲသူ layer map ပုံစံတွေပါတယ်နော်ကျွန်တော်ဒီအောက်မှာဒီမှာ create cabinet ပုံစံညာကောက်လေးဒီ icon လေးတစ်ချက်နှိပ်လိုက်ဒါဆိုရင်သူအဲ့ပုံစံကြာပါပြီဒါဆိုကျွန်တော်ဒီမှာဒါလေးဆွဲညှိလိုက်ရင်ခုနကျွန်တော်တို့စလုံးရဲ့ဒီဘေးဆောင်လေးတွေပြန်ပေါ်လာပြီနော်ဒီမှာကိုလိုတို့လိုမျိုးကျွန်တော်လိုက်ပြီးချိန်ညှိလို့ရတယ်โอเคဒီမှာလည်းပဲဒီလိုမျိုးဆွဲပြီးတော့ချိန်ညှိလို့ရတယ်โอเคဒါဆိုရင်အဲ့ဒီကြာကြီးရဲ့ပုံစံပဲဒီမှာဝင်လာတယ်ဆိုတော့ကျွန်တော်ဒီမှာအဲ့လိုမကြိုက်ဘူးဆိုရင်သူပေးထားတဲ့ပုံစံတွေရှိတယ်ဒီမှာတော့လားသူပေးထားတဲ့ပုံစံတွေလည်းရှိတယ်နော်ဒါပေမဲ့တိတ်မမိုက်ဘူးလို့ထင်တယ်နော်ကျွန်တော် customize ကိုစိတ်ကြိုက်ပဲကိုလုပ်မယ်ဒီလိုဆက်လိုက်မယ်ကျွန်တော်လိုချင်တာအဲ့လိုမျိုးဘေးဆောင်လေးထင်ထင်ရှားရှားလေးနဲ့စက်လုံးလေး
အဲ့လိုပုံစံမျိုးလေးလိုချင်တယ်ဆိုတော့ဒီလောက်ထားလိုက်မယ်နော်ဒါလည်းโอเคဒါဆိုရင်ရပြီပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဒီကောင် control G တစ်ချက်ပွားယူလိုက်ပြီးရင်ကျွန်တော်တို့ဒီမှာတို့ oversee နည်းနည်း short ပြီးတော့ကျွန်တော်တစ်ချက်ကြည့်မယ်ဒီကောင်းပါနော်ကောင်းပေါ်ကနေပြီးတော့ကျွန်တော်တို့လိုချင်တယ်ဆိုရင်ကျွန်တော်လိုချင်တာဒီခေါင်းတနေရာပဲเนาะကျန်တဲ့ဟာတွေမလိုချင်ဘူးဆိုတော့အဲ့ဒီခေါင်းတနေရာလေးကိုဘယ်လိုလုပ်မလဲဆိုရင်အဲ့ခေါင်းတနေရာလေးကိုလုပ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီမှာတရားမအုပ်လိုက်မယ်အုပ်ပြီးတော့ဒီလိုမျိုးလေယာမဲ့သဘောအဲ့ပုံစံပေါ့နော်ဆိုတော့ဒီမှာစက်လုံးလေးလည်းပေါ်လာမယ်အောက်ကစားတယ်လားသူရှိနေတဲ့ပုံစံလေးသူသွားတယ်ဆိုရင်ကျွန်တော်ဒီဇောင်းလေးတွေကိုသူ့ရဲ့ပုံစံတိုင်းလေးပဲလိုချင်တော့ကျွန်တော်တို့ဒီမှာပန်တူးလေးနဲ့တရားနေပြီးတော့ကျွန်တော်လောက်ကြည့်မယ်တရားနေဒီလိုလေးသွားလိုက်မယ်ပန်တူးဆိုတာပန်တူးသုံးပြနေရတယ်လို့ပေါ့နော်သူကထောက်ပြီးတော့မိုင်းနဲ့မောင်းနဲ့ဒီလိုမျိုးဆွဲယူလိုက်တာနော်ဒါပေမဲ့ဘေးကအမွေးတွေပါတယ်တတိယကြလို့ချင်းတော့ကျွန်တော်တို့ဟောတာလုံးမရမယ်နော်အခုတော့တတိကျကျမယူတော့ပါဘူးနော်ကျွန်တော်လုပ်ပြရဆိုတော့ကျွန်တော်ကရှုခင်းလေးပါပြီးတော့စလုံးထဲမှာလှစေခြင်းလို့ကျွန်တော်ဒီလိုမျိုးလုပ်တာเนาะအမှန်ဆိုရင်တော့ဒီကြားကြီးကိုစာရ selection ကောက်ပြီးတော့လုပ်မယ်ဆိုရင်ဒီလောက်နည်းနည်းမရှုပ်လာဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးဝိုက်ပြီးတော့ဆွဲတယ်မောက်လွတ်တယ်အလဲကောင်မှာချလိုက်တယ်ပြီးရင်ဒီမှာတစ်ချက်ထောက်မှရနေဆွဲပြီးတော့ဒီလိုမျိုးဆွဲပြီးတော့ကြိုက်ပြီဆိုရင်လွတ်လိုက်မယ်အော်ဒါတစ်ချက်ပြီးပြီးအလဲဒီလဲ point မှာတစ်ချက်ထောက်လိုက်မယ်ပြီးရင်ဒါကတော့ပန်တူမသုံးတတ်တဲ့တွေပြပေးတာပါနော်ဒီလိုမျိုးလာမယ်ဒီလိုမျိုးလာမယ်ပြီးကျွန်တော်ဒီလိုမျိုးလာလိုက်မယ်ကွန်ထရိုးအန်တာခေါက်ချလိုက်မယ်ပြီးရင်ကျွန်တော်တို့အဲ့ဒီမှာပဲကျွန်တော်ပရန်နဲ့ဒီလိုမျိုးလိုက်ပို့လိုက်မယ်ဒါဆိုရင်သူ selection အတွင်းထဲမှာပဲသူဖြစ်ထုတ်တာဖြစ်တဲ့အတွက်ကြားကြီးရဲ့ကောင်းနေဘူးမထီတော့ဘူးပေါ့နော်ဆိုတော့ဒီလိုပုံစံလေးဖြစ်သွားမယ်โอเคဒီမှာလဲစလုံးပေါက်လေးတွေပေါ်အောင်ဒီလိုမျိုးလဲကောင်းပါဒီလိုလေးလောက်လိုက်မယ်ပြီးရင် control D โอเคပြီးဒီနားလေးမှာကျွန်တော်စလုံးလေးနည်းနည်းပေါ်အောင်နည်းနည်းလေးလောက်လိုက်ပါပြီးပါရင်ဒီကြားကြီးရဲ့ခေါင်းလေးထင်ရှားအောင်ကျွန်တော်ဒီမှာနည်းနည်းအနာသားပေါ့နော်ဒီ bread ရဲ့အနာသားနည်းနည်းကိုကဖြစ်တဲ့ဟာကိုယူမယ်တာလေးယူလိုက်မယ်ယူပြီးတော့ကျွန်တော်ဒီမှာ foreground color မှာအပေါ်ကအဖြူအောင်ထားပြီးတော့
ပြန်ဖော်တာပေါ့နော်သူက player map ရဲ့သဘောမှာဒါအဲ့ဒီဟာလေးလော်တာရှိရနော်ပြန်ဖော်လို့ရရနော်ဒီမှာနည်းနည်းဝါးတဲ့ဟာလေးတွေကိုဒီလိုမျိုးပြန်ဖော်တာအဲ့လိုမျိုးဖော်တာရှိတယ် sorry ဒီမှာနည်းနည်းဝါးလေးဖြစ်နေတာဟောကျွန်တော်တင်ရလေးကနည်းနည်းလေး sorry ဒီဝါးတဲ့ကောင်းတယ်ပဲကောင်းပါတယ်ဗျာနော်အဲ့ဒါမှဒီဓာကြီးကိုမလှအောင်နော်ပုံစံလေးပြီးရင်ကျွန်တော်ဒီမှာ sorry ဒါလေးကိုကျွန်တော်ပြောင်းဖြတ်လိုက်ဒီလိုလေးရပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီကနေပြီးတော့ဒီအထီးပေါ့နော်ရှစ်လေးဖိပြီးကျွန်တော်ဒီမှာ select ပေးလိုက်မယ်ပြီးရင် group ဖွဲ့လိုက်မယ်နော် group ဖွဲ့ဆိုတော့ file နဲ့ down မှာ control G နေပေါ့နော်အဲ့ဒါပြီးရင်တော့ဒီကောင်ကို layer ပွားလိုက်မယ် control G layer ပွားပြီးတာနဲ့ကျွန်တော်ဘာလုပ်မလဲဆိုရင် new layer တစ်ချက်ခေါ်လိုက်အောင်မယ်ခေါ်ပြီးတော့မှကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီမှာကျွန်တော်ဒီ cursor point လေးကို order လေးဖိပြီးတော့ကျွန်တော်နည်းချဲလိုက်မယ်ဒီလာပေါ့နော်ပြီးဒီမှာ brand နဲ့ဒီမှာတစ်ချက်ထောက်လိုက် control D ယူမယ်ပြီးရင် control ဖိပြီးတော့ကျွန်တော်ဒီ control တစ်လုံးနဲ့ပေါ့နော် keyboard control လေးကိုဖိပြီးဒီလိုဆွဲလိုက်ဒီလိုလေးပြားသွားမယ်နော်ပြားလေးနဲ့အောက်ကဟိုလေးဖြစ်အောင်ဒီမှာဒီနားလောက်မှာဒီမှာထားမယ်တဘောကဒီ T ရဲ့အောက်ကအရေးပေါ့နော်နေရာကျစေခြင်း arrow များလေးနဲ့ကျွန်တော်တို့အပေါ်အောက်ချိန်ပြီးရင်အမှန်ချစ်ပေးလိုက်မယ်ပြီးရင် order ဖိပြီးတော့ဒီဘက်ကို sorry ဒီမှာ mode ပြန်ထားရမယ်နော်ဟိုဘက်ဒီဘက်ရွှေ့ဖို့ဆို mode ကလိုတယ် order ကိုဖိပြီးဒီလိုရွှေ့လာမယ်ဒီမှာတစ်ချောင်းထားမယ်ပြီးဒီမှာတစ်ခုထားမယ်ဒီနားလေးမှာဒီမှာတစ်ခုထားမယ်ဒီမှာတစ်ခုထားမယ်ပြီးဒီမှာတစ်ခုထားမယ်ဒီနားဒီကောင်လေးကနည်းနည်းကြီးမှရမယ် control D ဒီလိုလေးဆွဲချဲလိုက်ပြီးရင်ကျွန်တော်တို့ဒီကောင်လေးကိုပြန်ထောက်လိုက်မယ်ဒါဆိုရင် selection ဒီမှာနော်ပြီး order ဖိပြီးတော့ဒီလိုလေးဆွဲလိုက်မယ် okay ဒီလောက်ရပြီဒီကောင်လေးတွေကနည်းနည်းကျဲသွားနော်ဒီမှာတစ်ချက်ထောက်ပြီးတော့ဒါလေးအဲ့လိုများလေးနဲ့ပေါ်လေးနည်းနည်းတင်ဒီကောင်အစကျဲသွားအောင်းလေးနည်းနည်းတင်မယ်ဒီကောင်ကြာကျန်နေကြအောင်းမှာဒါလေးနည်းနည်းတင်လိုက်မယ် okay ပြီးရင် shift ပြီးပြီးတော့ကျွန်တော်ဒီကောင်းတယ်ကောင်းလို့ sorry ရှိမဟုတ်ဘဲနဲ့ control သားပြီးမိနော်မှာ shift key ကိုဖိပြီးတော့ကျွန်တော်ဒီမှာအကုန်လုံး select ပေးလိုက်မယ်ပြီးတာနဲ့ group ဖွဲ့လိုက်မယ်ဒီ group ကအရေး group နော်လေ group 3ကအရေး group ဆိုတော့အဲ့ဒီအရေးက i10 နေတဲ့အတွက်ကျွန်တော်ဒီမှာ oversee နည်းနည်း show လိုက်ဒီလောက်လေးပေါ့ကျွန်တော်ဆွဲပြတာများသွားလားမသိနော်အန်တရာဆိုရပါတယ်ပြီးဒီမှာ group copy group 2ကိုလာမယ်ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီမှာ layer map ဒီအောင်ပါနော် layer map အုပ်လိုက်မယ် sorry control z layer map မဟုတ်သေးဘူးသူ control T ယူလိုက်မယ်ကျွန်တော်တို့သူ့ကိုအောက်ကနေပြီးတော့ရောင်ပြန်အရေးလုံးမှဖြစ်လို့ပြီးရင်ကျွန်တော်ဒီမှာ right click တစ်ချက်နှိပ်မယ်ဒီမှာ flip particle နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာဒီအပေါ်ကတို့ကအစောက်ထုတ်ဖြစ်သွားပြီနော် sorry ဒီမှာကြီးကမပြတ်ပဲနဲ့ကြံနေရနော်ခုနကကျွန်တော်လိုက်ဖြစ်တဲ့ဟာမှာဆိုတော့ရတယ်ပြတ်တနာမရှိဘူးဒီလိုဝိုက်ပြီးတော့ဒီလိုမျိုးလာပြီးတော့မှဒီမှာသူ delete နဲ့ဖြစ်လို့မပြတ်ဘူးလား
sorry control D တော့ကရုတ်ထဲမှာဆိုတော့ဒီမှာကရုတ်ထဲမှာတာဝန်ပြန်မရမယ်ပြီးရင်ဒီကရုတ်လေးကိုပြန်ထားလိုက်မယ်အဲ့လိုမူတူတစ်ချက်ယူမယ်အော်ဆွဲချsorry ပါမူတူယူမယ်sorry နော်ကျွန်တော် control T ပြန်မလုပ်မိလို့အော်ဆွဲလို့မရတော့ဆွဲချလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ layer map အုပ်လိုက်မယ်နော် layer map ကသူ့ကိုဒီမှာအဖြူတစ်ဝက်အမဲတစ်ဝက်အုပ်မှာဖြစ်လို့အဲ့လိုအုပ်လိုက်မှာဒီကောင်ကထင်ရှားနေဖို့မလိုဘူးလေနော်ဒီလိုထင်ရှားနေရင်တိတ်မလှဘူးနော်သူကမှုံပေးရမှာနော်တချမ်းအောက်တဝက်နီးပါးလောက်ကပျောက်ပေးရမှာဖုံးသွားပေးရမှာဆိုတော့ဒီ layer map နဲ့ gradient နဲ့ပေါင်းလိုက်မယ် gradient ကသူကဒီလိုမျိုးတချမ်းအုပ်ပေးတဲ့ပုံစံမျိုးဒီကောင်ကကြတော့လိုသလိုသူကအပေါ်ကနေပြီးတော့ကျွန်တော်ဖန်အုပ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနည်းနည်းကလိပေးပေါ့နော်အဲ့ဒါမှလောက်တက်လာမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ gradient အယောင်ကိုကျွန်တော်ဒီမှာလာလုပ်လို့ရတယ်ကိုကဘယ်လောက်ထိအုပ်ချင်လဲပေါ့နော်ကျွန်တော်ဒီလောက်ထိဆွဲလာလိုက်မယ်ပြီးရင် okay ပေးလိုက်မယ်ပြီးတော့မှဒီကနေဒီလိုမျိုးဆွဲတင်လိုက်မယ်အော်ညာဝိုင်းတော့ control Z ပြန်ဆုပ်လိုက်ဒီလိုက်ယူလိုက်မယ် okay ဒီပုံစံလေးရတယ်ဆိုရင်ကျွန်တော်ဒီမှာ background layer ကိုပြန်သွားမယ်တော့တစ်ချက်ဖြုတ်မယ်ဖြုတ်ပြီးတာနဲ့ကျွန်တော်ဒီမှာ right click တစ်ချက်နှိပ်ပြီးတော့ဒီမှာ blending option ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ဒီမှာ color ဒီ color လေးဒါကိုကြွားရွေးလို့ရအောင်နော်ကိုကြိုက်တဲ့ color ကျွန်တော်ဒီ color လေးကိုသဘောကျတယ်ဘာလို့လဲဆိုတော့ဒီမှာအရောင်လေးကွက်တီပဲနော်ဆိုတော့ဒီပုံစံလေးရမယ် okay ဒီထဲမှာလုံးကြီးတဲ့ဟာမှာနားမလဲတာရှင် comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်ရှင်းပြပေးပါမယ်နော်ဆိုတော့ဒီမှာလောက်ရတာလွယ်ကူမယ်လို့ထင်ပါတယ်ကျွန်တော်ကဒီမှာသေချာပြောပြပြီးတော့လိုက်လုပ်နေလို့ကြားသွားတာပါအမှန်ဒီဟာလေးလောက်တာခဏလေးလောက်ရတာပါနော်မကြပါဘူးနော်ဆိုတော့ဒီလိုမျိုး 3D type effect ပုံစံလေးကို 3D နဲ့လုပ်မယ်ဆိုရင်အရန်ကိုကြာပါတယ်ဆက်လေးလေးပါတယ်နော်မြန်တော့မြန်တယ်သူကဆက်လေးတယ်နော်ဆက်လေးတယ်ဒီကောင်ဒီလိုမျိုးဆွဲပြီးတော့ဒီလိုမျိုးပေါ့နော်ဒီမှာ 3D လုပ်မယ်ဆိုရင်အဲဒီမှာကျွန်တော် okay အမှန်တော့ 3D အဲ့ဒါလိုက်လို့ဖို့ကျွန်တော်ဆက်တော့မနိုင်ဘူးမိတ်ဆွေတို့တော့မသိဘူးเนาะဒါကြောင့်ကျွန်တော်ဒီနည်းကိုမသုံးပါဘူးเนาะဆိုတော့ okay လိုက်လို့တက်လိုက်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တော့ control Z okay ဗီဒီယိုလေးကိုစဆုံးလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးဖို့မမေ့ပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်